ဆုံးတော့မင်းများတွေ့တာတော့ညမှာသူနဲ့ကျွန်တော်နဲ့တွေ့အဲ့ကောင်မလေးသူကဘာတူလဲဟဲ့သူပေးတယ်မပေါ်ပေါ်တွင်နဲ့ပြေစကားပြောဖို့မတော်တွေပဲဟဲ့ဒါကြောင့်ငါရှော့ရှော့နေခဲ့ရွေးလက်ရှော့စင်ပေါ်ပေါ်တွင်နဲ့တွေ့ငါကြိုက်တဲ့ကောင်မလေးကိုငါတွေးလိုက်ပြီဒါကြောင့်ငါပူတပင်းလိုက်ပြီဆိုတော့သူတို့ကတူတူပဲလိုက်ပြီတူနဲ့နူနူပဲကြိုက်သည်သူတို့ကလည်းဘာလို့ကိုလည်းမခိုက်သည်အော်ကြိုက်ပြီငါတို့ကနောက်ကလိုက်ကပြောချင်တာကတော့ဝအိုင်နီဟိုချမ်းဆက်ငမ်းဆက်ဆိုကလူလည်းမငန်းကြောထားတဲ့အိုပါငါတို့ကိုတွေ့ရဆိုလားဟိုမှာလာနေပြီချိုသားချစ်တတ်တဲ့ကိုလူပြူနာကမလို့သူရန်သူတွေကိုတာမင်းတို့ကိုကြောင်းသားကရှိုးနေတဲ့မှောင်ခိုတွေများမင်းတို့ကတကားကောင်းနိုင်လို့နေပါလေကိုင်လို့မဆောင်လို့ထိုးတော့ချွေရစေတော့ပေးလို့မုန်းလို့မပေးတဲ့နေပါစေရှုံးပေးပြီးနောက်တဲ့ချွေရစေမြင်းတွေကိုရှောက်မတန်းနဲ့ရဟတ်တွေစီးလို့အမြင့်ကိုရောက်ရင်ပြုတ်ကျသွားအောင်မယ်တော့တောက်ဖက်နဲ့အလောက်မလန်းနဲ့ငါပြောမယ်အလောက်မလန်းနဲ့အမြင့်ကိုရောက်လို့ပြုတ်ကျသွားခဲ့ရင်တော့ဖမ်းပေးပါမယ်မောင်းလန်းနဲ့ဩကာတာသူလေးကတကယ်ကိုချောတာပြသူပေးတဲ့ထိုင်ကယောဂရဖက်ရမှာရှိကိုဥကိုချသူ့ကိုချသူ့ကိုမခုမလို့ရပါသူ့ကိုမခုလိုပြုလေတဲ့ကသူနဲ့ပေါင်းဖို့ခုဝေညမိဘုံခွဲ